မင်္ဂလာပါရှင်9လပိုင်း10ရက်နေ့နောက်ဆုံးရပြည်တွင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းအရတနင်္သာရီတိုင်းထိုင်းမြန်မာနယ်စပ်ရှိထီခီဗျူဟာစစ်စခန်းကြီးကို KNL VDF ပူးပေါင်းတပ်များကသိမ်းပိုက်ရရှိပြီးတဝဲထီခီလန်းနဲ့ထိုင်းမြန်မာနယ်စပ်တစ်ခုလုံးကိုတော်လှန်ရေးတပ်များကထိန်းချုပ်လိုက်ပြီလို့သိရပါတယ်မြန်မာထိုင်းနယ်စပ်ရှိထီခီစစ်ကောင်စီတပ်စခန်းကိုမေလ9ရက်မနက်ပိုင်းတွင်သိမ်းပိုက်နိုင်ခဲ့ကြောင်းကရင်မျိုးသားစီယုံကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNU KNL နဲ့အတူပူးပေါင်းတိုက်ပွဲဝင်နေတဲ့ Force for Federal Democracy FFD ကအသိပေးထုတ်ပြန်ပါတယ်ထီခီစစ်ကောင်စီစခန်းနဲ့မိုင်အနေငယ်ကွာတဲ့ထီထောင်စစ်ကောင်စီဗျူဟာတပ်စခန်းကို KNL တပ်မဟာလေးနဲ့တော်လှန်ရေးပူးပေါင်းတပ်များကဧပြီလ19ရက်တွင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ရက်ပေါင်း20ခန့်အကြာမှာနယ်စပ်တလျှောက်အရေးပါတဲ့ထီခီစခန်းကိုထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ထီထားဗျူဟာချပြီးရဲ့နောက်မှာကျွန်တော်တို့ထီခီစခန်းကိုထိုးစစ်ဆင်ပြီးတိုက်ခိုက်ခဲ့ပါတယ်။ထီခီစခန်းဟာရန်သူအင်အား150ခန့်ရှိပြီးတော့တပ်ရင်း25တပ်ရင်းမှုထိုင်တဲ့စခန်းဖြစ်ပါတယ်။ထီခီစခန်းကို drone ပစ်ကူ120လက်နက်ကြီးပစ်ကူအားကောင်းကောင်းနဲ့ကျွန်တော်တို့ခက်ခက်ခဲခဲသိမ်းပိုက်ခဲ့ရတာဖြစ်တယ်။ဘာလို့ခက်ခက်ခဲခဲကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်ခဲ့ရလဲဆိုတော့ထီခီစခန်းရဲ့၄ပုံ၃ပုံလောက်ကထိုင်းနိုင်ငံထဲမှာရှိနေတဲ့ထိုင်းနိုင်ငံထဲဝင်နေတဲ့အနေအထားမှာရှိတဲ့နယ်စပ်စီးမြင့်ပေါ်မှာရှိတယ်လို့ FFD ဒုတာဝန်ခံကိုအောင်ကပြောပြပါရယ်ထို့ကြောင့်ထိုင်းနိုင်ငံရဲ့ဖိအားကြုံရသလိုစစ်ကောင်စီတပ်ကိုလည်းထိုင်းဘက်ကကူညီပေးမှုများရှိခဲ့တယ်လို့၎င်းကပြောပါရယ်ထိုင်းနိုင်ငံကအခုကျသွားတဲ့ထီခီစခန်းအတွက်ကူညီပေးခဲ့တာရှိတယ်လေးဆက်တွေတင်ပေးတာရှိတယ်စီတွေတင်ပေးတာရှိတယ်ထွက်ပြေးသွားတဲ့ရန်သူစစ်သားတွေကိုပြန်မောင်းတင်တာမျိုးတွေရှိခဲ့ပါတယ်လို့ကိုအောင်ကပြောပါတယ်စစ်ကောင်စီကလေကြောင်းကအင်အားဖြစ်တင်မှုများပြုလုပ်ခဲ့တဲ့ကြားမှာတော်လှန်ရေးတပ်များသိမ်းပိုင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်ထီခီစခန်းကိုရန်သူကဟယ်လီကော်ပတာ၄စီးနဲ့အင်အားလာချပါတယ်အဲ့ဒီမှာဆိုရင်လက်နက်ကြီး120တွေပါတယ်ဒါပေမဲ့လက်နက်ကြီး120ကိုသူတို့အသုံးပြုလို့မရအောင် drone တွေကျွန်တော်တို့ဘက်ကလက်နက်ကြီးပစ်ကူတွေကလက်ဦးမှုရယူပြီးတော့အကောင်းဆုံးဖျက်ဆီးနိုင်ခဲ့တဲ့အတွက်သူတို့120တွေလုံးဝအသုံးပြုလို့မရတဲ့အခြေအနေဖြစ်သွားခဲ့ပါတယ်လို့ကိုအောင်ကပြောပါတယ်ဧပြီလကထီထားဗျူဟာကိုသိမ်းပိုက်စဉ်စစ်တပ်ရဲ့ကံယူရန်တိုင်းစစ်ဌာနချုပ်တိုင်းမှုကြော်ဟန်က KNU တပ်မဟာလေးနယ်မြေ area ကိုအမုန်းချေမဲ့လို့ကျုံဝါခဲ့တာကိုကြားရကြောင်း၎င်းကပြောပါတယ်။ဒါကြောင့်လေထီခီစခန်းကိုကျွန်တော်တို့တိုက်ခိုက်တဲ့အခါမှာဟယ်လီကော်ပတာ၄စီးနဲ့အင်အားတွေလာချပါတယ်။ဒါပေမဲ့နောက်ဆုံးမှာအမုတ်ကြေသွားတာကသူ့ရဲ့ထီခီစခန်းပဲဖြစ်ပါတယ်လို့ FFD ဒုတာဝန်ခံကပြောပါတယ်။မြေပြင်စစ်ရေးသတင်းရင်းမြစ်တူကလည်းထီခီဗျူဟာစခန်းကိုမနေ့9နာရီတီတီတွင်သိမ်းယူနိုင်ခဲ့ကြောင်းအတည်ပြုပါတယ်။ KNU KNL တို့ဝဲခရိုင်တပ်မဟာလေးနယ်မြေရှိထီခီစခန်းကို KNU KNL ရဲ့စစ်ရေးဦးဆောင်မှုဖြင့်မဟာမိတ်တပ်ပေါင်းစုများ FFD ချေမှုန်းရေးနဲ့ drone တပ်ဖွဲ့ KNL တာဝခ drone အဖွဲ့တပ်မဟာလေး drone အဖွဲ့နဲ့ TPLF drone အဖွဲ့တို့မှပါဝင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ကျွန်တော်တို့ drone တွေနဲ့တိုက်ခိုက်တဲ့နေရာမှာရန်သူတွေက drone တွေသာမလာနိုင်အောင်အကာအကွယ်ကောင်းကောင်းတွေဂျမ်ပါကောင်းကောင်းတွေတပ်ဆင်ထားတဲ့အတွက် drone များစွာတော့အပျက်စီးရှိခဲ့တဲ့သို့ပေမဲ့ drone တွေအပျက်စီးခံပြီးရအောင်တိုးပြီးလုပ်ခဲ့ရတာဖြစ်တယ်လို့ FFD ဒုတာဝန်ခံကစခန်းသိမ်းတိုက်ပွဲခက်ခဲစွာဆောင်ရွက်ခဲ့ရမှုအခြေအနေကိုပြောပြပါတယ်ထီခီစခန်းကိုတိုက်ခိုက်တဲ့မှတ်တမ်းရုပ်သံကိုလည်း FFD ကဖော်ပြခဲ့ရာစစ်ကောင်စီတပ်စခန်းကို drone ဖြင့်ဘုံတိကျဲချတိုက်ခိုက်မှုများကိုတွေ့ရပါတယ်။နှစ်ဖက်အကြအဆုံးသိမ်းဆဲရမိရာတွေကိုအတိမပြုတ်နိုင်သေးပါဘူးခင်ဗျာလို့ FFD ဒုတာဝန်ခံကိုအောင်ကထီခီစခန်းသိမ်းတိုက်ပွဲ၌စစ်ကောင်စီတပ်ဖွဲ့ဝင်များဖမ်းမိခြင်းရှိမရှိနဲ့လက်နက်ခဲယမ်းသိမ်းဆဲရမရအခြေအနေမေးမြန်းချက်အပေါ်ဖြေကြားထားပါတယ်။ထီခီစခန်းကို KNL ပူးပေါင်းတပ်ကတိုက်ခိုက်စဉ်ထီခီစခန်းရှိရဲနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်း90ကျော်ဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားကြောင်း KNU KNL တပ်မဟာလေးဒဝဲခရိုင်အတွင်းရေးမှူးဘဒိုစောအေနာကပြောထားပါတယ်။
KNL KNDO နဲ့ PDF ပူးပေါင်းတပ်များဟာဧပြီလတတိယပတ်မှာထီခီဒေသနဲ့ဆက်ဆက်နေတဲ့ထီထားပြူဟာစခန်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်နယ်စပ်ကုံသွေးရေးစခန်းဖြစ်တဲ့ထီခီစခန်းကိုထပ်မံသိမ်းယူခြင်းဖြစ်ပါတယ်။အလားတူပဲတနင်္သာရီနဲ့ကျွန်းစုမြို့နယ်အဆက်ရှိစစ်ကောင်စီရှေ့တန်းစခန်းတိုက်ခိုက်ခံရပြီးလေကြောင်းရန်ကာကွယ်ရေးတပ်ကဗိုလ်မှူးအပါအဝင်တပ်ဖွဲ့ဝင်20ဦးသေဆုံးသွားတယ်လို့သိရပါတယ်။တနင်္သာရီတိုင်းမြိတ်ခရိုင်ကျွန်းစုမြို့နယ်အပိုင်းကျွန်းစုနယ်တနင်္သာရီမြို့နယ်အဆက်ရှိစစ်ကောင်စီရှေ့တန်းစခန်းကိုတော်လှန်ရေးပူးပေါင်းအဖွဲ့ကဝင်ရောက်တိုက်ခိုက်ရာလေကြောင်းရန်ကာကွယ်ရေးတပ်မှဗိုလ်မှူးအပါအဝင်စစ်ကောင်စီတပ်သား20ဦးသေဆုံးပြီး9ဦးအပြင်းထန်ဒဏ်ရာရရှိကြောင်းတနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖထံကသိရပါဗျ။တော်လှန်ရေးပူးပေါင်းတပ်များဟာကျွန်းစုနယ်တနင်္သာရီမြို့နယ်အဆက်ရှိဝါရစ်ရွာတွင်အခြေစိုက်ထားတဲ့အင်အား60ခန်းရှိတဲ့ဝါရစ်ပိန်းတော်ပြင်စစ်ကောင်စီတပ်စခန်းကိုမေလ6ရက်နနက်9:55မိနစ်ခန့်တွင်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဝါရစ်ပိန်းတော်ပြင်ရှေ့တန်းစစ်စခန်းဟာပန်ကားများဘုံခိုခြင်းများကရုတ်ခြင်းများဖြင့်အခိုင်အမာတိဆောက်ထားတဲ့စခန်းတစ်ခုဖြစ်ပြီး2နာရီကျော်ကြာတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကဗိုလ်မှူးမြင့်ဝင်းအပါအဝင်တပ်ဖွဲ့ဝင်20ဦးဝန်းကျင်ထိခိုက်ဒေဆုံးခဲ့ပြီးကြံတပ်ဖွဲ့များမှစခန်းစွန့်ခွာထွက်ပြေးသွားကြကြောင်းသိရပါတယ်။အဲ့ဒီတိုက်ပွဲမှာလေကြောင်းရန်ကာကွယ်ရေးတပ်မှဗိုလ်မှူးမြင့်ဝင်းအပါအဝင်20ဦးသေတာကိုအတည်ပြုနိုင်တယ်။ဗိုလ်မှူးနိုင်ရေးကိုတော့ကံပြားရက်ွက်ရဲ့တိတ်ပန်လမ်းမှာလုံနေတဲ့တော်တော်ဆိုးတဲ့ဗိုလ်မှူးတော်တည်သွားပြီလို့တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖကတာဝန်ရှိသူတို့ကပြောပါတယ်။တော်လှန်ရေးပူးပေါင်းတပ်များနဲ့စစ်ကောင်စီတပ်များအကြားအပြင်းထန်ပစ်ခတ်မှုများဖြစ်ပွားနေစဉ်စစ်ကောင်စီဘက်ကလေယာဉ်2စီးဖြင့်လေကြောင်းကပုံကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးစစ်တပ်နဲ့များဖြင့်မှပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။လေကြောင်းကနေဘုံနဲ့9ကြိမ်တိကျဲချတဲ့ချက်ဖိုက်တာကတစီစစ်ရဟရင်ကတစီပါပြီးတော့17နဲ့ပါလေရင်ပေါ်ကပြစ်သွားသေးတယ်ရေတပ်စစ်သည်ပေါ်ကလည်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့အဆက်မပြတ်ပစ်ခတ်ခဲ့တယ်ထိခိုက်မှုတော့မရှိဘူးလို့တနင်္သာရီမြို့နယ်ပကဖမှာတာဝန်ရှိသူကဆက်လက်ပြောကြားပါတယ်စစ်ကောင်စီဟာဝါရစ်ပိန်းတော်ပြင်ရှေ့တန်းစခန်းကိုလက်လွတ်ဆုံးရှုံးမခံရစေရေးအတွက်လေကြောင်းရေကြောင်းမှနေပြီးအပြင်းထန်ခုခံကာကွယ်ခဲ့တော်လဲနောက်ဆုံးတွင်စစ်ကောင်စီတပ်များမှစွန့်ခွာထွက်ပြေးသွားကြောင်းသိရပါတယ်အဲ့ဒီစခန်းကသူတို့ထိန်းချုပ်နေမြေထဲမှာစခန်းသိမ်းကနေမှစစ်ကူတွေရောက်လာလို့ဆုတ်လိုက်ရတဲ့လက်ရှိစစ်ရေးတင်းမာနေဆဲဖြစ်ပြီးဝါရစ်ရွာထဲမှာအင်အားတွေထပ်ဆူပြီးနေကြတယ်လို့တနင်္သာရီမြို့နယ်ပကဖတာဝန်ရှိသူကဆိုပါတယ်အထိနာသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာမေလ10ရက်နနက်8နာရီခန့်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစဝဲရွာအခြေဆိုင်ခလာရ966တရင်မှလက်နက်ကြီးဖြင့်လှမ်းပစ်တာရန်ဖို့ရွာရှိနေအိမ်တချို့လက်နက်ကြီးကြီးထီကမီးလောင်ခဲ့ပြီးကလေး2ဦးလည်းထိခိုက်ဒဏ်ရာရရှိထားကြောင်းဒေသခံများထံကသိရပါတယ်။တိုက်ပွဲဖြစ်ပွားတာမရှိဘဲရွာတွေတဲကိုဒီကနေ့လက်နက်ကြီးနဲ့ထုနေတာ၄လုံးရှိပြီးနေအိမ်တချို့မီးလောင်နေကလေး2ဦးလည်းလက်နက်ကြီးကြီးစားထိမှန်ပြီးဒဏ်ရာရထားတယ်လို့ရန်ဖို့ရွာဒေသခံတဦးကပြောပါတယ်။ရင်းအပြင်ဝါရစ်ရွာတိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာမေလ10ရက်နေ့မှာတော့အင်အားအလုံးရင်းဖြင့်လဲသစ်ကြီးရွာဘက်သို့ဦးတည်ပြီးစစ်ကြောင်းထိုးလာနေတာကြောင့်တော်လှန်ရေးတပ်ဖွဲ့ဝင်များနဲ့နှစ်ဖက်စစ်ရေးတင်းမာလာရရှိကြောင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များထံကသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖမြိတ်ခရိုင်တပ်ရင်းနှင့်ကျွန်းစုပကဖအတိုင်းပကဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဆက်ဆက်တဲ့တွေအရာဘာကန်လန်ပိုင်းကတ်မော်ရွာမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ဆွဲရနေရတချို့ KIA သိမ်းပိုက်လိုက်ပြီလို့သိရပါတယ်။ကချင်ပြည်နယ်ဖားကတ်မြို့နယ်ကတ်မော်ကျေးရွာမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ဆွဲရနေရတချို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကသိမ်းပိုက်ခဲ့တယ်လို့သတင်းရင်းမြစ်တချို့ကအသိပေးပါတယ်။ရခိုင်နေ့များကလေးကတိုက်ပွဲပြင်းထန်နေတဲ့ကတ်မော်ကျေးရွာမှာမေလ10ရက်နေ့မှစပြီးတနေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီကညပိုင်းမှာလေကြောင်းဖြင့်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ကတ်မော်ရွာဖုံးကြီးကျောင်းမှာသူတို့စုနေကြတာအဲ့ဒါကိုကျွန်တော်တို့သွားပြီးမှထိုးစစ်ဆင်ပြီး2နာရီကျော်လောက်မှာဖုံးကြီးကျောင်းကအကုန်လုံးရှင်းလင်းလိုက်ပြီလို့ကချင်စီရေးသတင်းရင်းမြစ်ကပြောပါတယ်။ကတ်မော်ရွာရှိစုတောင်းတောင်မှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့ကြောင်းသတင်းရတော့လေသိမ်းပိုက်နိုင်ခြင်းမရှိသေးဘူးလို့သိရကြောင်း၎င်းကပြောပါတယ်။ကတ်မော်ရွာမှာစခရီတော်တော်လေးအထိနာသွားတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။စစ်ကောင်စီကလည်း
မေလ10ရက်ည8:40 မိနစ်ကစတင်ကလေကြောင်းတိုက်ခိုက်မှု၄ကြိမ်ပြုလုပ်တုံ့ပြန်ခဲ့ကြောင်းပြောပါတယ်။အခြားစစ်ရေးသတင်းရင်းမြစ်တို့ကလည်းကပ်မော်ရွာဖုံးကြီးကျောင်းနဲ့ဆူတောင်းတောင်နေရာတို့မှာတက်ဆွဲထားတဲ့စစ်ကောင်စီမင်းစီတန်းပြည်သူစစ်ရွှေမင်းပြည်သူစစ်များကိုယမန်နေ့ကတိုက်ခိုက်ခဲ့ရာလက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိပြီးစစ်ကောင်စီပြည်သူစစ်ပူးပေါင်းတပ်များထွက်ပြေးသွားတယ်လို့လူမှုကွန်ရက်မှာအသိပေးထားပါတယ်။ထို့အပြင် KIA ပူးပေါင်းတပ်ရဲ့ဗမော်မြို့သိမ်းစစ်စင်ရေးတိုက်ပွဲဆက်ရှိနေပြီးစစ်ကောင်စီတပ်မိသားစုအချို့အပါအဝင်ပိတ်မိပြည်သူတွေကိုလည်းတိုက်ပွဲဖြစ်ရာဆုံးက KIA ပူးပေါင်းတပ်ကကဲထုတ်နိုင်ခဲ့ကြောင်းသတင်းရင်းမြစ်ကပြောပါရယ်ကချင်ဒေသစစ်ရေးအခြေအနေများကိုမေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံမှုမှုချင်းတော်ဘူးထံဆက်သွယ်ထားဆဲဖြစ်ပြီးပြန်ကြားချက်မရသေးပါဘူး